မိတ်ဆွေတို့အားလုံးပဲမင်္ဂလာပါခင်ဗျာဆရာကြီးမင်းသိန်ခရေးသားထားတဲ့စုံတော်ကြီးစားပလဲနေမောင်နဲ့မုတ်စိတ်ဖြူဓာသမား2ဦးတို့ရဲ့ဝိထုတို့လေးကိုတင်ဆက်ပေးသွားပါမယ်ခင်ဗျာကျွန်တော်ကတော့တင်ဆက်သူမောင်ကောင်းမဲဖြစ်ပါတယ်ဘေးနားမှာရှိတဲ့ subscribe ကလေးကိုလည်းနှိပ်ပြအောင်နှိပ်သွားပေးပါဦးစားပလဲနေမောင်နဲ့မုတ်စိတ်ဖြူဓာသမား2ဦးဒီနေ့တ၌ကျွန်ုပ်ဒီကျွန်ုပ်၏မိတ်ဆွေကြီးစားပလဲနေမောင်နေထိုင်ရာအမတ်နေကုန်းငါဘိုးလိန်လန်းယခုဗညာဒလလန်းနေအိမ်သို့သွားရောက်၍၎င်းနှင့်အတူရင်နှွေးချမ်းတောက်ရင်ရောက်တဲ့ရရစကားများကိုပြောဆိုနေခဲ့လေ။အိုင်းစိတ်ရင်နှွေးချမ်းကတဲတောက်လို့ကောင်းပါလားဗျ။လက်ဖက်ချောက်အနံ့ကလည်းတစ်မျိုးပါပဲ။ကျုပ်စိတ်ဝင်စားဆုံးကတော့ရင်နှွေးကြရလေးပဲဗျ။ဒီရင်နှွေးကြရလေးကလည်းကြွေလည်းမဟုတ်မြေလည်းမဟုတ်ပေါ့လိုက်တာလည်းလွန်ရောလှုပ်ထားတဲ့လက်ရကလည်းကောင်းပေါ့ဗျ။အမှတ်တမဲ့ကြည့်လိုက်ရင်တော့ရင်နှွေးကြရမှတော့မသိရဘူး။ချယ်ရီပင်ကတစ်ကိုင်းအဆွေးကြီးကိုဇပွဲပေါ်တင်ထားသလိုပဲဗျ။ထိုကဲ့သို့ကျွန်ုပ်ကပြောလိုက်ရာကိုနှင်းမောင်ကဒီရင်ရွေးကြရနဲ့အဲ့ဒီထဲမှာခတ်ထားတဲ့လက်ဖက်ချောက်အကြောင်းကိုပြောပြရရင် IB အတွက်ဝိထုကောင်တဘောလောက်တောင်ရကောင်းပါရဲ့ဗျ။ထိုကဲ့သို့ပြောရင်ဂလေစီယာရေခဲတောင်တစ်စိတ်စီးကရလိတ်ကိုထုတ်ကမီးကြီးဖွာရှက်၍မိကိုများကိုမျက်နှာကျက်စီသို့ဖြင်းညင်းစွာမှုတ်ထုတ်လိုက်လေတော့၏ဝိထုတပုတ်ရဖို့ကအကြောင်းမဟုတ်ဘူးဗျ။ကျုပ်ကလည်းလောလောဆယ်ဝိထုရေးမဲ့သူလည်းမဟုတ်ပါဘူး။ပင်စင်ယူပြီးမှအဲ့ဒီအလုပ်ကိုလုပ်မှာပါ။ဒါပေမဲ့ဟောဒီထူးဆန်းတဲ့ရေနွေးကြရနဲ့အထဲမှာခတ်ထားတဲ့လက်ဖက်ချောက်အကြောင်းကတော့သိကျင်ပါဗျာ။ထိုကဲ့သို့ကျွန်ုပ်ကပြောလိုက်ရာကျွန်တော်ဤမိတ်ဆွေကြီးစားပလင်းနေမောင်ကသူဤကျွန်းတက်တာဟောင်းကြီးတစ်ခုကိုထုတ်ယူပြီးလျင်ကျွန်ုပ်ရှိသူစပွဲပေါ်သို့တင်လိုက်လေ။ကျွန်ုပ်ဒီထိုပိုင်တွဲကြီးကလမ်း၍ကြည့်လိုက်ရာဘိုင်တွဲပေါ်တွင်ခဲတံနီးပြဖြင့်ရေးသားထားသောစားပလင်းနေမောင်၏လက်ရေးဖြင့်အောက်ပါစာတမ်းကိုတွေ့ရလေ။မုတ်စိတ်ဖြူဓာသမား2ဦးအမှုထိုအခါကျွန်ုပ်ကအထဲမှာရေးထားတဲ့အမှုနဲ့ပတ်သက်တဲ့အကြောင်းအရာကတော့ဘယ်လောက်များစိတ်ဝင်စားစရာကောင်းလိုက်မလဲမဆိုနိုင်ဘူး။အမှုနာမည်ကိုဖတ်ရတာနဲ့တော့တော်တော်ကိုစိတ်ဝင်စားသွားပြီပြော။ပြီးတော့ဟောဒီကရင်နွေးကြရအိုးကလေးပါဆက်ဆက်နေပြန်နေဆိုတော့ဘယ်ပြောကောင်းမလဲဗျာ။ထိုကဲ့သို့ကျွန်ုပ်ကပြောလိုက်လေဟုတ်တယ် IB အမှုကတော့ခက်ဆန်းဆန်းပဲဒါကြောင့်ချုပ်ပြောတာပေါ့ IB အတွက်ဝတ္ထုကောင်းတစ်ပုဒ်တောင်ရသွားနိုင်တယ်လို့ပြီးတော့ဟောဒီရင်နွေးကြရအိုးလေးနဲ့ဒီအမှုဟာဘယ်နည်းပဲပုံဆက်ဆက်နေတယ်ဆိုတာကိုပါသိရရင် IB အနေနဲ့ဖိုလို့တောင်မှအံ့ဩရအောင်မယ်ဒါပေမဲ့တခုတော့ရှိတယ် IB လောလောဆယ်မှာတော့အဲ့ဒီမုတ်စိတ်ဖြူဓာသမား2ဦးအမှုအကြောင်းကိုဘယ်သူမှအတိမပေးဖို့မှာပြရစေအထူးသဖြင့်ဟောဒီရင်နွေးအိုးကလေးကျုပ်စီမှာရှိတယ်ဆိုတာကိုလည်းနှုတ်လုံစေချင်ပါတယ်ကျုပ်ကတော့ IB ကိုယုံကြည်ပြီးသားပါတကယ်လို့ဒီအကြောင်းနဲ့ပတ်သက်လို့ဝိထုလေးပါလေးရေးချင်တယ်ဆိုရင်လည်းစောစောက IB ပြောခဲ့သလိုအလောက်ကပြင်ဆင်ယူပြီးမှရေးပေါ့ဗျာအဲ့ဒီအချိန်ကျရင်တော့စိတ်ချရပါပြီထိုကဲ့သို့စားပလင်းနေမောင်ကပြောလေအိုင်ဆေးကိုနေမောင်ဒါတော့တောင်ပဲလားဗျလောလောဆယ်ဒီအမှုအကြောင်းကိုဒီပြင်လူတွေသိကုန်ကြရင်ဘယ်လိုများဖြစ်နိုင်လို့လဲပြီးတော့ဟောဒီရင်နေအိုးကလေးကဘလောက်များအမှုအတွက်အရေးကြီးနေလို့လဲဗျထိုကဲ့သို့ကျွန်ုပ်ကမေးလိုက်ရာစားပလင်းနေမောင်ကမေးလဲမေးတော့ပါတယ်အဘီကျုပ်ပြောပြပါမယ်အဘီကိုပြောပြခြင်းလို့လဲဟောဒီရင်နွေးကြရအိုးလေးကိုဒီနေ့ထုတ်ပြီးတော့အဘီကိုရင်နွေးချမ်းထည့်တိုက်တာပေါ့ကျုပ်စီမှာရှိနေတာကြားပြီဒါပေမဲ့ဟောဒီကျွန်းတစ်တာကြီးထဲမှာထည့်ပြီးတော့တင်ထားခဲ့တယ်တကယ်အဖိုးတန်ပြီးတကယ်ကိုလက်ရမြောက်တဲ့ရင်နွေးကြရအိုးလေးတစ်လုံးဖြစ်တယ်လို့တကယ်ကိုကြောက်စရာကောင်းလောက်အောင်အနေများတဲ့ရင်နွေးအိုးလေးပါပဲဗျထိုကဲ့သို့ပြန်၍ပြောပြလေဒီလောက်တောင်ပဲလားဗျဒီရင်နွေးကြရအိုးလေးကလက်ရမြောက်ပြီးလှတာတော့ကျုပ်အမြင်ပါပဲဒါပေမဲ့ဘလောက်တောင်များကြောက်စရာကောင်းလောက်အောင်အနေများလို့လေဗျကိုနင်းမောင်တိတ်တန်ဖိုးရှိပြီးတိတ်အနေများတဲ့ရင်နွေးကြရအိုးလေးပေါ့ဗျကျုပ်စီမှာရင်နွေးကြရအိုးလေးရှိမှန်းသိသွားလို့ရှိရင်ငွေ10သိန်းလောက်နဲ့ဝယ်ဖို့လက်မတွန့်ကြသလိုကျုပ်အသက်မကဘူးကျုံနဲ့အတူတဆွေလုံးတစ်မျိုးလုံးကိုတက်ပြီးယူကြဖို့လဲလက်မတွန့်ကြဘူးလို့ပြောရမှာပဲအပြီးခမည်းကတော့ဇက်ကြောင်းမသိသေးတော့ကျုပ်စကားကိုယုံဖို့ခက်နေလိမ့်မယ်ဒီတော့ဟောဒီခမည်းလက်ထဲကကင်ထားတဲ့မုတ်စိတ်ဖြူဓာသမားတို့အမှုကိုမဖတ်ခင်ပါပဲအေးစစ်စစ်ဖတ်ပြီးတော့အထဲမှာတော့အသေးစိတ်ရေးထားတယ်ထိုကဲ့သို့စားပလင်းနေမောင်ကပြောလိုက်လေရာကျွန်ုပ်လည်းလွန်စွာမှသိကျင်နေပြီဖြစ်တော့ကြောင့်အေးဗျာအချင်းပဲပြောပြောအကျယ်ပဲပြောပြောကျုပ်ကတော့တိတ်စိတ်ဝင်စားပြီးတိတ်နားထောင်ခြင်းနေပြီပြု
ကျန်တာကိုတော့အိမ်ကြမှာပဲအေးအေးဆေးဆေးဖတ်မယ်ထိုကဲ့သို့ပြန်၍ပြောလိုက်လေ၏ထိုအခါစားပလင်းနှင့်မောင်သည်ဂလေစီယာရေခဲတောင်စီးကရက်တလီကိုထုတ်ကာမင်းကြီးဖွာရှိုက်လိုက်ပြီးလျင်အောက်တွင်ဖော်ပြလက်တန်သောမုတ်စိတ်ဖြူဓာသမာနှစ်ဦးအကြောင်းကိုပြောပြလေတော့သည်စားပလင်းနှင့်မောင်ပြောပြခဲ့သောမုတ်စိတ်ဖြူဓာသမာနှစ်ဦးအမှုအကြောင်းကိုဇာဖတ်ပရိသတ်များအရသာပေါ့ပြက်မသွားရလေအောင်ဝိထုတပွဲဖန်တီး၍ရေးသားလိုက်ရလေ၏အချို့သောနေရာများတွင်အကြောင်းမျိုးမျိုးကြောင့်အမိနာမများနေရာဒေသများကိုအနှဲငယ်လွဲပြောင်းထားသည်မှအပကျန်သောအကြောင်းအရာများမှာကျွန်ုပ်၏မိတ်ဆွေကြီးစားပလင်းနှင့်မောင်ကိုယ်တိုင်စွန့်စွန့်စားစားလိုက်လံဆွန်ထောက်ခဲ့ရသောအမှုမှန်ကြီးဖြစ်ကြောင်းကိုဝန်ခံရပေမည်တနေ့သား၌စားပလင်းနှင့်မောင်နှင့်လွန်စွာမှခင်မင်ရင်းနှီးလာသောရန်ကုန်အနောက်ပိုင်းတွင်နေထိုင်သည့်ကိုမောင်မောင်ဆိုသူသည်စားပလင်းနှင့်မောင်နေထိုင်သောအမှတ်295ဘိုးလိန်လန်းယခုပညာတလလန်းနေအိမ်သို့ရေးကြီးတုပ်ပြရောက်ရှိ၍လာလေသည်၎င်းကိုမောင်မောင်ဆိုသူမှာတရုတ်မြန်မာကပြားတူဖြစ်တော်လဲပြည်ကြီးပေါတရုတ်များလက်မြောက်အောင်ပင်တရုတ်စာနှင့်တရုတ်စကားများကိုကျွမ်းကျင်လာသူတူဖြစ်လေ၏၎င်းသည်ရှမ်းပြည်နယ်မှလက်ဖက်ချောက်များကိုဝယ်ယူပြီးလျင်ရန်ကုန်မြို့တော်မှတဆင့်တခြားသောမြို့များသို့ပြန်လည်၍ရောင်းချသောစီးပွားဖြစ်နေသောလက်ဖက်ချောက်ကုန်သည်တူဖြစ်တော်လဲကိုမောင်မောင်၏ဝါသနာအစစ်မှန်မှမူရောက်လေရာမြို့များတွင်ရှေးအောင်ပစ္စည်းများကိုလိုက်လံရှာဖွေဝယ်ယူစုဆောင်းခြင်းပင်ဖြစ်လေ၏ထို့ကြောင့်လည်းဂျူရီယိုဆိုင်များသို့မကြာခဏသွားရောက်ကရှေးအောင်ပစ္စည်းများကိုကြည့်၍တည်ရိုးရသောကျွန်ုပ်၏မိတ်ဆွေကြီးစားပလင်းနှင့်မောင်နှင့်၎င်းကိုမောင်မောင်ဆိုသူတို့တွေ့ဆုံရင်းနှီးခဲ့ကြခြင်းမှာတဘာဝကျလာပြီဘယ်လိုဖြစ်တာလဲကိုမောင်မောင်ခမည်းကြီးရတာရေးကြီးတုတ်ပြနဲ့ဘာကိစ္စများအကြောင်းတူရှိလို့လဲဗျထိုကဲ့သို့စားပလင်းနှင့်မောင်ကမေးလိုက်ရာကိုမောင်မောင်သည်လက်ကင်ပဝါထုတ်ကာမျက်နှာပေါ်မှချွေးများကိုတုပ်လိုက်ပြီးလျင်အကြောင်းထုကတော့မပြောနဲ့ပြုတိတ်အကြောင်းထုလာကြည့်ပေါ့ဗျာထိုကဲ့သို့ပြောလေထိုအခါစားပလင်းနှင့်မောင်ကဘယ်လိုအကြောင်းများလဲဗျခမည်းနဲ့ကျုပ်ပေါင်းလာတာအတော်ကြာပြီပဲကိုမောင်မောင်ခမည်းအကြောင်းကိုကျုပ်အသိဆုံးပါဘယ်ပြဿနာကမှရေးကြီးခွင်ကျတဲပြီးမလုပ်တတ်တဲ့ခမည်းလိုလူမျိုးကဒီတခါတော့မျက်စိပြက်မျက်နှာပြက်ဖြစ်ရလောက်အောင်ဖြစ်နေလေတော့အကြောင်းထူတာမှတော်တော်ထူးမယ်ဆိုတော့ကျုပ်အနေနဲ့တွက်မိပါတယ်ဗျကဲဗျာစိတ်အေးသာပြောပြီးတော့ကိုမောင်မောင်ကျုပ်အနေနဲ့အကြံကောင်းညံကောင်းလေးများပေးနိုင်ရင်လည်းပေးရတာပေါ့ဗျာထိုကဲ့သို့ပြောလိုက်လေဒီနေ့9နာရီမှာပန်းဆိုးတန်းကဂျူးအဖိုးကြီးတူရဲ့တိုက်ခန်းမှာကြေးအောင်ပစ္စည်းလေးလံပွဲလေးတစ်ခုရှိတယ်သတင်းစာထဲမှာတော့ထည့်ပြီးမကြော်ညာဘူးဗျကျုပ်တို့လိုရှေးအောင်ပစ္စည်းရှာဖွေတဲ့မုတ်ဆိုးချင်းသာတည်နိုင်တဲ့ကြိတ်ဝိုင်းလေးလံပွဲပဲအဲ့ဒီကိုကျုပ်တို့သွားကြရအောင်ခင်ဗျလိုက်မယ်မဟုတ်လားလိုက်မှလည်းဖြစ်မယ်ကိုနေမောင်ကျုပ်အဖို့တော့တိတ်အရေးကြီးရဲ့ထိုကဲ့သို့ကိုမောင်မောင်ကပြောလိုက်ရာစားပလင်းနှင့်မောင်ကဘလို့ဖြစ်တာလဲကိုမောင်မောင်ရှေးအောင်ပစ္စည်းလေးလံပွဲကိုခမည်းနဲ့အတူကျုပ်လိုက်ခဲ့ပြီးအောင်များပါပြီဗျဒီတစ်ခါမှရေးကြီးခွင်ကျဲလို့ပြီးဘာကြောင့်ပြောနေရတာလဲထိုကဲ့သို့ပြန်၍မေးလိုက်လေအရင်တုန်းကလေးလံပွဲကတစ်မျိုးဗျခုလေးလံပွဲကတစ်မျိုးမို့လို့ပေါ့ဗျအရင်တုန်းကလေးလံပွဲတွေဆိုရင်ကျုပ်အဖို့ဒီလောက်စိတ်မလို့ရှာဘူးဗျဒီနေ့လေးလံပွဲကတော့ကျုပ်အဖို့စိတ်လို့ရှာလိုက်တာပြောမနေနဲ့တော့တညာလုံးတော့အိတ်မပြောဘူးဒီလိုဗျကျုပ်အနှစ်ကလိုက်ပြီးရှာနေတဲ့ရှေးအောင်ရင်တွေကြောက်လေးတစ်လုံးကိုဒီနေ့လေးလံပွဲမှာဈေးပြိုင်ခေါ်ပြီးတော့ရောင်းလိုက်မယ်ဒီတော့အဲ့ဒီရင်တွေကြောက်အိုးလေးကိုကျုပ်ရအောင်ဝယ်ရလိမ့်မယ်ဗျအဲ့ဒါကိုမရလို့တော့မဖြစ်ဘူးမရရအောင်ဝယ်မှဖြစ်မှာဈေးခေါ်ရင်ကျုပ်ထက်ဈေးပိုဝေးမဲ့လူတွေလည်းရှိမှကျင်းတည်တယ်ဒါပေမဲ့ကျုပ်ကတော့ကျုပ်ပိုင်တဲ့စီးစိမ်အပြုတ်ခံပြီးတော့ဝယ်ရမှာပဲမန္တလေးကကျုပ်အမွေရထားတဲ့တိုက်တစ်လုံးရဲ့ပြီးတော့ကျုပ်အခုနေနေတဲ့တိုက်ရဲ့ရောင်းပြီးတော့ဝယ်ရင်တော့ကျုပ်ကတော့လက်မတွန့်ဘူးဗျရှိသမျှပစ္စည်းကုန်လို့လမ်းပေါ်ရောက်သွားပါစေဗျဒီရင်နွေးကြားအိုးလေးကိုတော့လက်လို့မခံနိုင်ပါဘူးထိုကဲ့သို့ကိုမောင်မောင်ကပြောလေထိုအခါစားပလင်းနှင်းမောင်ကကျုပ်လဲရှေးဟောင်းပစ္စည်းတွေဆိုရင်ဝေရာဝါသနာပါပါတယ်ဗျတန်ဖိုးလဲနားလည်ပါတယ်ဒါပေမဲ့ခမည်းရင်နွေးကြားအိုးလေးကဒီလောက်တောင်ဝဲလာဗျထိုကဲ့သို့ပြန်၍မေးလိုက်လေဒီလောက်တောင်မကဘူးပြိုခမည်းကိုအဲ့ဒီရင်နွေးကြားအိုးလေးရဲ့ရာဇဝင်ကိုပြောပြလိုက်ရင်ကျုပ်ပိုင်နဲ့ပစ္စည်းအလုံးနေမကဘူးကျုပ်အသက်နဲ့လဲပြီးဝယ်ပါလို့တိုက်ထုံးမှာပဲကိုနေမောင်ကဲလေးလံပွဲကြမှာပဲအဲ့ဒီအကြောင်းကိုပြောပြတော့မယ်
အချိန်သိမ့်မရှိတော့သွားကြရအောင်ဗျာထိုကဲ့သို့ကိုမောင်မောင်ကပြောလိုက်ရာကျွန်ုပ်၏မိတ်ဆွေကြီးစားပလင်းနှင့်မောင်လည်းကိုမောင်မောင်ဆိုသောရှေးအောင်ပစ္စည်းဝါသနာအိုးကြီးနှင့်အတူလေလံပွဲသို့မဆိုင်မတော်လိုက်၍သွားလေတော့၏ကျွန်ုပ်၏မိတ်ဆွေကြီးစားပလင်းနှင့်မောင်နှင့်ကိုမောင်မောင်တို့နှစ်ဦးသည်ဗန်ဆိုဒန်လမ်း၌ရှိသောဂျူးအဖိုးကြီးတိုက်ခန်းသို့ရောက်ရှိသောအခါရှေးအောင်ပစ္စည်းလေလံပွဲမှာစတင်နေပြီဖြစ်လေ၏၎င်းလေလံပွဲသို့ရောက်ရှိလာကြသူအများစုမှာ BOC မှမျက်နှာဖြူအရာရှိကြီးများနှင့်တရုတ်ကုန်သည်ကြီးများသာဖြစ်လေမြန်မာလူမျိုးဆို၍4-5-6ယောက်များသာရှိလေရှင်းအောင်ပစ္စည်းတွေရောင်းတဲ့လေလံပွဲတို့ကျူရီဆိုင်တို့မှာမြန်မာလူမျိုးတွေကိုတော်တော်တွေ့ရခဲ့တယ်ဗျအင်္ဂလိပ်မျက်နှာဖြူတွေပဲအဲ့ဓာတွေကိုစိတ်ဝင်စားကြတယ်ကျုပ်တို့မြန်မာလူမျိုးတွေရှင်းအောင်ပစ္စည်းတွေကိုတဲပြီးမခုံမင်ကြဘူးထင်ပါတယ်ဗျထိုကဲ့သို့ကိုမောင်မောင်ကစားပလင်းနှင့်မောင်အားပြောလိုက်လေထိုအခါစားပလင်းနှင့်မောင်ကရှေးအောင်ပစ္စည်းတွေကိုမျက်နှိုးထိမ့်သိမ့်တတ်တဲ့စိတ်ဟာကောင်းတဲ့စိတ်ဓာတ်ပဲဗျအဲ့ဒီစိတ်ဓာတ်မျိုးဟာတိုင်းပြည်နဲ့လူမျိုးအစဉ်တန်းပေါ်မှာလည်းမူတည်တယ်ခုတော့ကျုပ်တို့တိုင်းပြည်ဟာသူများလက်အောက်ရောက်နေတော့ကိုယ်နိုင်ငံကိုယ်လူမျိုးပိုင်တဲ့ရှေးအောင်ပစ္စည်းတွေကိုတော့တန်ဖိုးမထားတတ်ကြပဲဖြစ်နေတာပေါ့ဗျအဲ့ဒီလိုဖြစ်နေအောင်လဲမျက်နှာဖြူတွေကလှုပ်ထားတာပဲကိုမောင်မောင်ထိုကဲ့သို့ပြန်၍ပြောလိုက်လေထိုအချိန်၌ဂျူးဖိုးကြီးသည်ကျွန်းတစ်တာကြီးတစ်လုံးအတွင်းမှရှေးအောင်ပစ္စည်းများကိုတစ်ခုပြီးတစ်ခုထုတ်ကာလေလံတင်ဆ၍ရောင်းလေဝယ်သူများကလည်းသူ့ထက်ငါဈေးအပြိုင်ပေး၍ဝယ်ယူကြလေမြင်ရတဲ့ပစ္စည်းတွေကတော့မမောစရာတွေကြီးပါပဲဗျာဒါပေမဲ့ကျုပ်လိုချင်တဲ့ရင်နွေးကြအိုးလေးလောက်တော့မမောစရာမကောင်းဘူးဗျာကျုပ်အထင်တော့ဒီဂျူးကြီးကြအိုးလေးကိုနောက်ဆုံးမှထုတ်ပြလိုက်မယ်ထင်တယ်အဲ့ဒီအခါကျရင်ဈေးကိုဘယ်လောက်စကုန်မလဲမသိဘူးကျုပ်ထက်ဈေးအဆမတန်ပေးပြီးဝယ်မဲ့သူမရှိပါစေနဲ့ဆူတောင်းနေရတာပဲဗျာထိုကဲ့သို့ကိုမောင်မောင်ကညီးတွားပြောဆို၍နေလေစားပလင်းနေမောင်သည်မိတို့မြပြန်၍မပြောဘဲရေခဲတောင်စီးကရက်ကိုသာရှိုက်ပွားလျက်ဈေးပြိုင်ခေါ်၍ရောင်းချနေသောလေလံပစ္စည်းများကိုစိတ်ပါဝင်စားစွာဖြင့်ကြည့်၍နေလေတော့၏ဂျူးဖိုးကြီးလေလံပစ္စည်းများမှာလွန်စွာမှစိတ်ဝင်စားဖွယ်ကောင်းလာသောရှေးအောင်ပစ္စည်းရှားရှားပါးပါးများသာလျှင်ဖြစ်လေထို့ပြင်၎င်းပစ္စည်းများ၏နောက်ကျောင်းရာဇဝင်ကိုပါဂျူးဖိုးကြီးကအင်္ဂလိပ်ဘာသာစကားဖြင့်ပြောဆိုရှင်းလင်းပြသစီဖြစ်ရာပို၍စိတ်ဝင်စားဖွယ်ကောင်းလာပြီယခုလေလံပွဲကိုကြောက်ရောက်ချီးမြှင့်ကြတဲ့ဂုံတရေရှိလူကြီးလူကောင်းများခမခုနောက်ဆုံးလေလံတင်ရောင်းချမဲ့ရေအောင်ပစ္စည်းကတော့လူကြီးမင်းတို့အားလုံးစိတ်ဝင်စားမဲ့ပစ္စည်းဖြစ်ပါတယ်ထိုကဲ့သို့ဂျူးအဖိုးကြီးကအတန်ဩကြီးဖြင့်ပြောလိုက်လျာလေလံပွဲလေးမှာပို၍လှုပ်လှုပ်ရှားရှားဖြစ်သွားလေတော့၏ကိုနှင်းမောင်ကျုပ်ဆောင်နေတဲ့ဂေဟာအိုးလေးကိုမြင်ရတော့မယ်ပြုဈေးတွေမတန်မဆမဖြစ်ပါစေနဲ့လို့ဆူတောင်းနေရတာပဲဗျထိုကဲ့သို့ကိုမောင်မောင်ကပြောလိုက်လျာစားပလင်းနှင်းမောင်ကကျုပ်အထင်တော့ဈေးတက်ပေးကြလိမ့်မယ်ထင်တယ်ခမည်းလိုပဲဒီဂေဟာအိုးလေးကိုဝယ်ဖို့လာကြတဲ့လူကများပုံရတယ်ဗျပြန်၍ပြောလိုက်လေထိုအခါကိုမောင်မောင်ကဟုတ်တယ်ဗျအဲ့ဒီဂေဟာအိုးလေးအကြောင်းကိုလေလံပွဲမစခင်တလကလေးကသတင်းထွက်နေတော့ကျုပ်တို့လိုရှေးအောင်ပစ္စည်းမုတ်ဆိုးတွေအနေနဲ့ကစုပြုံရောက်လာတာပေါ့ဗျာဒါပေမဲ့ဘာပဲဖြစ်ဖြစ်ကျုပ်ကတော့ရအောင်ဝယ်ယူရမှာပဲထိုကဲ့သို့ပြောလေတော့၏ထိုအချိန်၌ဂျူးဘိုးကြီးသည်ကျွန်းတစ်တာကြီးအတွင်းမှကျေးတော်ခလောက်ကြီးနှင့်ခတ်၍ချားသောတန်တစ်တာကလေးတစ်လုံးကိုထုတ်ယူ၍စပွဲပေါ်တင်လိုက်လျာမီးကိုရေနှင့်ဖြန်းလိုက်သည့်အလားလှုပ်လှုပ်ရှားရှားဖြစ်နေသောသူများမှရုတ်တရက်ငြိမ်သက်၍သွားလေတော့၏စောစောကကျွန်တော်ပြောခဲ့တဲ့အတိုင်းပါပဲဟောဒီတန်တစ်တာထဲမှာထည့်ပြီးလုံလုံကြုံကြုံထားတဲ့ပစ္စည်းကလူချင်းမင်းတို့အနေနဲ့တသက်တစ်ခါကြုံတော့ကြုံခဲ့တွေ့ရခဲ့တဲ့ပစ္စည်းပါပဲဘယ်လောက်တန်ဖိုးရှိမယ်ဘယ်လိုဈေးမျိုးပေးနေတယ်ဆိုတာကတော့လူချင်းမင်းတို့ပို့ပြီးနားလည်ကြပါတယ်ထို့သို့ပြောကဂျူးဘိုးကြီးသည်ကျေးတော့ခလောက်ကိုဖွင့်ကာတန်တစ်တာကလေးအတွင်းမှဂရီပါအိတ်ရှုံကလေးတစ်ခုကိုဆွဲထုတ်လိုက်လေထို့နောက်ဂရီပါအိတ်ရှုံလေးအတွင်းမှကြီးကရန်အိုးလေးတစ်လုံးကိုထုတ်၍ဇပွဲပေါ်သို့တင်လိုက်လေရာအခန်းအတွင်းရှိလူများမှစူးစူးညံညံလှုပ်လှုပ်ရှားရှားဖြစ်၍သွားပြန်လေမိမိတို့အချင်းချင်းပြောဆိုညင်းခုန်နေကြသောစကားတန်များမှလည်းတခန်းလုံးစူညံ၍နေလေတော့၏ရုတ်တရက်ကြည်လန့်မီဆိုပါက၎င်းရင်နွေးကြရအိုးလေးမှာချယ်ရီကိုင်းအဆွေးကြီးတစ်ခုနှင့်လွန်စွာတူလာပြီလွန်စွာမှလက်ရမြောက်လာသောရေအောင်ပစ္စည်းတစ်ခုပင်ဖြစ်လေ
လူကြီးမင်းတို့မြင်တဲ့အတိုင်းပါပဲဟောဒီကြားဦးလေးဟာဘလောက်လက်ရမြောက်ပြီးတော့ဘလောက်လှပတယ်ဆိုတာတော့ကျွန်တော်မပြောတော့ပါဘူးသူ့ရဲ့ရာဇဝင်အကြောင်းနဲ့ဘိုင်းရှင်အဆက်ဆက်ပြောင်းလဲဆက်ဆံခဲ့တဲ့အချက်လက်မှတ်တမ်းကိုလည်းပြည့်ပြည့်စုံစုံရေးထားတာရှိပါတယ်အကြမ်းဖျင်းပြောရရင်တော့လွန်ခဲ့တဲ့နှစ်ပေါင်း2100ကျော်လောက်တရုတ်ပြည်ဟန်မင်းဆက်ကမင်းကြီးမင်းသားတစ်ပါးကစိတ်ကူးကောင်းကောင်းနဲ့လုပ်ပြီးသူကိုယ်တိုင်သုံးဆောင်ခဲ့တဲ့ကြားဦးလေးပါပဲဒါဆိုရင်လူချင်းမင်းတို့အနေနဲ့ဘယ်လိုတန်ဖိုးမျိုးပေးတဲ့လဲဆိုတာကိုနားလည်လောက်ပါပြီဒါကြောင့်အခုချိန်ကစပြီးတော့ဈေးခေါ်ပေးစေချင်ပါတယ်ဂျူးဘိုးကြီးကအတန်ဩဇာကြီးဖြင့်ပြောလိုက်လေရာကိုနေမောင်သည်ထိုင်နေရာမှရုတ်တရက်စကနဲထ၍ရက်လိုက်ပြီးနောက်ကျုပ်2000ပေးမယ်ထိုကဲ့သို့စတင်ဈေးပေးလိုက်လေထိုအခါအခန်းထောင်တနေရာမှ3000ပေးမယ်ဟုသောအတန်ကိုကြားလိုက်ရာစားပလင်းနေမောင်သည်အတန်လာရာဘက်သို့မတိမတာငှဲ့ဆောင်၍ကြည့်လိုက်လေထိုအခါမုတ်စိတ်ဖြူနှင့်တရုတ်အဖိုးကြီးနှစ်ဦးသည်ဝါရက်တောင်ကလေးများကိုတစ်ဖြက်ဖြက်ခတ်ကာမတ်တရက်လျက်ရှိနေသည်ကိုတွေ့ရလေတော့၏၎င်းတို့နှစ်ဦးအနှက်မှတဦးသောတရုတ်ကြီးက3000ပေးမယ်ထိုကဲ့သို့မြန်မာတန်ပြီးတတ်တာကြီးဖြင့်အော်ပြောလိုက်ခြင်းဖြစ်၏ထိုအချိန်၌ကိုမောင်သည်မိမိထက်ဈေးပိုပေးနေသူထံသို့လှည့်၍မြမကြည့်တော့ပဲကျုပ်က4000ပေးမယ်ထိုကဲ့သို့ထပ်၍ဈေးတိုးပေးလိုက်ပြန်၏ထိုအခါ9000ဟူသောအတန်သည်အခန်းတောင်တနေရာမှထွက်၍လာပြန်၏ကိုမောင်သည်အိတ်ကအတွင်းမှလက်ကင်ဘဝကိုထုတ်ကာမျက်နှာပေါ်မှချွေးများကိုတုပ်လိုက်ပြီးလျင်6000ဟုဈေးတိုး၍ပေးပြန်လေထိုအခါတရုတ်ဘိုးကြီးနှစ်ဦးစလုံးက9000ပေးမယ်ဟုတန်ပြန်အော်၍ပြောလိုက်လေကိုမောင်ကလည်းအားကြမခံ8000ဟုဈေးတိုး၍ပေးရပြန်လေဤသို့နှင့်ပင်ကိုမောင်နှင့်တရုတ်အဖိုးကြီးတို့သည်ဘားတပြန်ကြားတပြန်ဈေးတက်၍ပေးနေကြလေရာလေလံပွဲရှိလူအားလုံးမှာ၎င်းတို့ကိုသာစိတ်ဝင်စားဖြစ်၍နေကြလေတော့၏တဖြည်းဖြည်းနှင့်ကြားဦးလေးတံပိုးမှာအစာမတန်များ၍လာလေတော့၏နောက်ဆုံး၌16000ဟုကိုမောင်ကဈေးတိုး၍ပေးလိုက်ရာအခန်းတောက်တွင်ရက်လက်နေကြသောမုတ်စိတ်ဖြူအဖိုးကြီးနှစ်ဦးသည်ထပ်မံ၍ဈေးတိုးမပေးတော့ဘဲခေါင်းချင်းဆိုင်၍တူတူနှင့်ပြောဆိုတိုင်ပင်နေကြလေထို့နောက်၎င်းတို့နှစ်ဦးသည်ဝါရက်တောင်ကလေးများကိုခတ်ကာလေလံပွဲမှထွက်၍သွားကြလေတော့၏ထိုအခါဈေးပြန်မရှိသောကြောင့်ကိုမောင်သည်ကြားဦးကလေးကိုငွေ16000နှင့်ဝယ်ယူရလေတို့ရာတွင်ကိုမောင်မူကားအိုင်ယာလန်ချီပေါက်တဲ့ကဲ့သို့ဝမ်းသာတယ်လည်းဖြစ်၍နေလေ၏လေလံပွဲပြီးပြန်လာကြသောအခါ၌လည်းကိုမောင်သည်ရင်ွေးကြားဦးကလေးထည့်၍လာသောဂရီပါအိတ်ရှုံကလေးကိုရင်ခွင်ထဲ၌ပိုက်ပြီးလျင်ကစားစရာအစ်စ်ရလာသောကလေးငယ်တယောက်ကဲ့သို့ပျော်ရွှင်မြူးရ၍နေလေတကယ်ပဲဗျာကျုပ်ဖြင့်ရင်တထိတ်ထိတ်နှင့်ဒီရင်ွေးခရားလေးကိုဒီစိတ်လောက်နဲ့ရမှရပါမလားဗျာစိုးရင်လိုက်ရတာမပြောပါနဲ့တော့ဟိုလူတွေကနောက်ဆုတ်သွားကြပြီလို့သာပေါ့ဗျာနို့မို့ဆိုရင်ဒီထက်မကဈေးတက်ပြီးပေးနေရအောင်မယ်ထိုကဲ့သို့ကိုမောင်ကပြောလိုက်တယ်ထိုအခါစားပလင်းနေမောင်ကခမားနဲ့ဈေးပြိုင်ပေးနေတဲ့လူတွေဟာဘယ်သူတွေလဲဆိုတာကိုရောခမားသတိထားမိလိုက်ရလားကိုမောင်မေးလိုက်လေကျုပ်ဖြင့်ဘယ်သူတွေမှန်းအောင်သတိမထားလိုက်ပါဘူးဗျာဒါပေမဲ့ဒီလူတွေလည်းကျုပ်လိုပဲဒီရင်နွေးကြားအိုးလေးရဲ့တံပိုးကိုနားလည်တဲ့သူတွေပဲဖြစ်မှာပေါ့မဟုတ်သေးဘူးကိုမောင်ကျုပ်စိတ်ထဲမှာသူတို့ကိုကြည့်ရတာတစ်မျိုးပဲဗျဘယ်လိုဖြစ်လို့လဲကိုနေမောင်ခမားဘာများမတင်ကားစရာတွေးလိုက်လို့လဲဘာမှမမြင်ပါဘူးဗျဒါပေမဲ့ကျုပ်စိတ်ထဲမှာတော့အဲ့ဒီမုတ်စိတ်ဖြူနဲ့တရုတ်အဖိုးကြီးနှစ်ယောက်ကိုကြည့်ရတာတစ်မျိုးပဲခမားအခုရလာတဲ့ရင်နွေးဦးကြားအိုးလေးကိုမရတဲ့နည်းနဲ့ရအောင်ပြန်ယူကြမယ်ပုံပဲကျုပ်တတိပေးချင်တာကတော့အဲ့ဒီရင်နွေးကြားအိုးလေးကိုလုံခြုံနေရာမှာတင်ထားဖို့အကြံပေးချင်တယ်ဗျထိုကဲ့သို့စားပလင်းနေမောင်ကပြောလိုက်လေထို့နောက်၎င်းတို့နှစ်ဦးသည်ရှစ်တီးထမင်းဆိုင်တစ်ခု၌ထမင်းဝေ၍စားကြပြီးလျင်လမ်းခွဲ၍ပြန်ကြလေနောက်တနေ့၌ကိုမောင်သည်စားပလင်းနေမောင်နေတိုင်းသောအမှတ်နေကိုငါဘိုးလိန်လန်းယခုဗညာတလလန်းနေအိမ်သို့ရေးကြီးတုတ်ပြရောက်ရှိ၍လာလေထိုအခါစားပလင်းနေမောင်ကဘယ်လိုဖြစ်လာပြန်ပြီလဲကိုမောင်ဧကန္နညကခမားအခန်းကိုတခိုးဖောက်ပြီးနေတူတယ်ထိုကဲ့သို့ခီးရောက်မဆိုင်ပြောလိုက်ရာကိုမောင်ကအစ်စ်ပေါ့ဗျာညကကျုပ်လဲကြားအိုးလေးကိုစိတ်ဆွဲပြီးတော်တော်နဲ့အိတ်မပြောဘူးဗျာခမားကတတိပေးလိုက်တော့ကျုပ်စိတ်ထဲမှာတထင်ထင်ဖြစ်နေတာဘူးဗျာဒါနဲ့နာယီနှစ်ချက်ပြန်ထိုးလောက်မှာ
ချွတ်နဲ့ခြေတံကြားလို့အိယာကထပြီးအခန်းမီးကိုဖွင့်လိုက်တော့တခိုးလဲတုတ်ချီတင်ပြီးပြေးပါလိရောဗျာကျုပ်အထင်တော့ဒီကောင်ဟာကျုပ်ရဲ့ရင်သွေးကြားဦးလေးကိုလိုချင်လို့နဲ့တူတယ်မဟုတ်မှလွယ်ရောခမရပြောတဲ့ဟိုတိကိုအဖိုးကြီး2ယောက်လက်ချက်ပဲထင်တယ်သူတို့ကပတ်စံပေးပြီးကျုပ်စီကရင်သွေးကြားဦးလေးကိုရအောင်တခိုးတစ်ယောက်ကိုခိုးခိုင်းတာနဲ့တူတယ်ဗျနောက်ပြီးခမရကိုပြောစရာတခုကြံသေးတယ်ကျုပ်အိမ်ရောက်တော့အဲ့ဒီရင်သွေးကြားဦးလေးကိုတည်တည်ရှာရှာကြည့်လိုက်တော့ဓာတ်တစ်လက်စီကန်ပြီးရက်နေတဲ့မုတ်စိတ်ဖြူနဲ့တရုတ်ဓာသမား2ယောက်ပုံကိုအဖုံးပေါ်မှာရေးထားတယ်ဗျတိုက်ဆိုင်ဗျကျုပ်နဲ့လေးလံအပြိုင်ဆွဲတဲ့တရုတ်အဖိုးကြီး2ယောက်ကလည်းမုတ်စိတ်ဖြူနဲ့ဆိုတော့ကျုပ်အနေနဲ့တော်တော်လေးအံ့ဩမိတယ်ဗျထိုကဲ့သို့ပြောလေထိုကစားပလင်းနေမောင်ကဒီလောက်နဲ့လက်လျှော့သွားလိမ့်မယ်မထင်နဲ့ကိုမောင်သူတို့ကလွယ်လွယ်နဲ့လက်လျှော့သွားကြမယ်ပုံတော့မပေါ်ဘူးတနည်းနဲ့မရရင်တနည်းနဲ့ရအောင်ယူကြလိမ့်မယ်နောက်ပြီးကျုပ်အထင်တော့အဲ့ဒီရင်သွေးကြားအိုးလေးဟာရှေးအောင်ပစ္စည်းတစ်ခုအနေနဲ့မကဘူးမသိတဲ့လိုအပ်ချက်တစ်ခုတော့ရှိနေလိမ့်မယ်ထိုကဲ့သို့ပြောလိုက်လေဟုတ်လိမ့်မယ်ကိုနေမောင်ကျုပ်စိတ်ထဲမှာလည်းအဲ့ဒီလိုပဲထင်နေမိတယ်ဒါကြောင့်ခမားစီပြေးပြီးအကျိုးအကြောင်းလာပြောရတာပေါ့ထိုကဲ့သို့ကိုမောင်ကပြောလိုက်လေဒီရက်အတွင်းမှာတော့တတိဝိရိယနဲ့နေဖို့ဗျာတတိဆိုတာပိုတယ်လို့မရှိပါဘူးတခုခုအရေးကြီးဖြစ်ရင်တော့ကျုံနဲ့ချက်ချင်းဆက်သွယ်ပါအဲ့ဒါကိုတော့တတိမမိပါနဲ့ကိုမောင်အေးဗျာကျုံမှာအာကိုစရာဆိုလို့ခမည်းတရားပဲရှိပါတယ်အကြောင်းထူးရှိရနဲ့ပြေးလာပါမယ်ကျုပ်ကတော့ဒီရင်နွေးကြအိုးလေးဂျုံမွေတော့မယ်နဲ့တူတယ်ဗျဒီလောက်တောင်လည်းမဖြစ်တာကောင်းပါဘူးဗျပြီးတော့ကျုပ်တယောက်လုံးရှိပါသေးတယ်ထိုကဲ့သို့စားပလင်းနေမောင်ကပြောလိုက်လေထိုအခါကျမှပင်ကိုမောင်သည်စိတ်အေး၍သွားလေတော့၏ထို့နောက်ကိုမောင်သည်၎င်းထံတွင်ရှိနေသောရင်နွေးကြားအိုးလေးအကြောင်းကိုအမျိုးမျိုးချီးမွမ်းကမ်းဖွင့်၍ပြောဆိုပြီးလျင်ညနေဆောင်မှအိမ်သို့ပြန်သွားလေတော့၏ဒိုကစားပလင်းနေမောင်သည်ရေခဲတောင်တစ်စိတ်စီးကရကိုဖွာ၍မျက်စီကိုမိတ်၍တစုံတရာကိုအလေးနဲ့စဉ်းစားနေလေ၏၎င်းစဉ်းစားနေသည့်အကြောင်းအရာများကမုတ်စိတ်ပြူဓာသမား2ဦးအကြောင်းပင်ဖြစ်တန်ရ၏တပတ်ခန့်ကြာသောအခါ၌ကိုမောင်သည်စားပလင်းနေမောင်နေထိုင်သောအမတ်နေကိုငန်းဘိုးလိန်လန်းယခုပညာတလလန်းနေအိမ်သို့ရောက်ရှိ၍လာ၏ကိုမောင်သည်စားပလင်းနေမောင်ကိုမြင်ချင်းကိုနေမောင်ခမည်းကလည်းနေနိုင်လိုက်တာဗျာကျုပ်စီကိုတစ်ခေါက်၄တောင်ရောက်မလာနိုင်ကျုပ်တော့ရင်နွေးကြားလေးဂျုံမွေလို့တော်တော်လေးကိုဒုက္ခရောက်နေပြီဗျာထိုကဲ့သို့ညီးကြွားလိုက်လေတော့၏ခမည်းအပြစ်ဆိုရင်လည်းခံရမှာပဲပြုကျုပ်လည်းဒီရက်အတွင်းမှာအရေးကြီးတဲ့အမှုလေးတွေရှိနေလို့အားရတယ်မရှိပါဘူးဗျာဒါနဲ့စူစမ်းမအောင်ကိုမောင်ရေနေခရအိုးလေးကခမည်းကိုဘယ်ပုံဘယ်နည်းများဒုက္ခပေးနေတယ်လဲဆိုတာကိုထိုကဲ့သို့မေးလိုက်ရာကိုမောင်ကအဲ့ဒီရေနွေးခရအိုးလေးကိုရကလေးကကျုပ်လည်းအိတ်ကောင်းချင်းမအိပ်ရစားကောင်းချင်းမစားရဖြစ်ပြီးတော့ခုလိုလူမမာရုပ်ပေါက်သွားတာကိုသာကြည့်ပြီးတော့ဗျာပထမတစ်ခါကျုပ်အခန်းထဲကိုတခုဖောက်ပြီးအကျိုးအကြောင်းပြောခဲ့သေးတယ်မဟုတ်လားကိုနေမောင်အဲ့ဒီတုန်းကခမည်းကတော့ဒီကောင်ဒီလောက်နဲ့တော့လက်လျှော့အောင်မှာမဟုတ်ဘူးရင်ရွေးအိုးကလေးကိုမရရတဲ့နေနဲ့ယူကြလိမ့်မယ်လို့ခမည်းသတိပေးခဲ့တယ်လေအစ်စ်ပေါ့ဗျာခမည်းပြောတဲ့အတိုင်းပဲဒီကောင်တွေတော့ကျုပ်စီကရင်ရွေးကြားအိုးလေးကိုမရရတဲ့နေနဲ့ယူကြလိမ့်မယ်ပုံပဲမျိုးခမည်းစီကိုလာပြီးရဲ့နောက်ပိုင်းရက်တွေမှာကျုပ်အခန်းကို2ကြိမ်တောင်ထပ်ပြီးတော့တခုအဖောက်ခံရသေးတယ်ကျုပ်လည်းအဲ့ဒါကြောင့်အပြင်ကိုလည်းမထွက်ရဲအဲ့တော့လည်းရဲမအိပ်ရဲပဲကြီးလန့်ဆာဆာဖြစ်နေတာပေါ့ဗျာကျုပ်စီကရင်နွေးကြားဦးလေးကိုမရမချင်းသူတို့လက်လျှော့မှာမဟုတ်ဘူးလို့တွေးမိတာနဲ့ကျုပ်လည်းရင်နွေးကြားဦးလေးကိုလုံခြုံတဲ့နေရာမှာဝှက်ပြီးတတိဝိရိယနဲ့နေရတာပေါ့ဗျာအဲ့ဒီလိုနဲ့မနေ့ကတော့စာတိုက်ကနေပြီးကျုပ်စီကိုစားတစောင်ရောက်လာတယ်ဗျဟောဒီမှာကြည့်ပြီးတော့ကိုနေမောင်ထိုကဲ့သို့ဆိုက၎င်း၏လွယ်အိတ်ထဲမှစားတစောင်ကိုထုတ်ရပြလေစားရွက်တွင်ပါသောအကြောင်းအရာများမှာအောက်ပါအတိုင်းဖြစ်ပေသည်ရင်နွေးကြားဦးလေးကိုတို့ပြန်လို့ခြင်းတယ်လာမယ့်စနေနေ့နနက်9:00 နာရီမှရွှေတကုံဖျားတနင်္ဂနွေတောင်ကိုသွားပြီးစောင့်နေပါတင်းအသက်ကိုနှမျောရင်ရင်နွေးကြားဦးလေးကိုစက်ကူဘူးတစ်ခုထဲမှာထည့်ပြီးယူလာခဲ့ပါဒိုးစီကတယောက်လာယူမယ်မားတဲ့အတိုင်းလိုက်နိုင်ရင်တင်းအသက်ကိုချမ်းသာပေးမယ်မုတ်စိတ်ဖြူဓာသမား2ဦးစားပလင်းနေမောင်ဒီ၎င်းစာကိုဖတ်ပြီးနောက်ဒီစာကိုကြည့်ရတာကျုပ်တို့နဲ့လေလံပွဲတုန်းကတွေ့ကြတဲ့မုတ်စိတ်ဖြူအဖိုးကြီး2ယောက်ရဲ့လက်ရတွင်ဖြစ်နိုင်ဘူးလက်ရည်လက်သားနဲ့စာရေးပုံကတော့မြန်မာလူမျိုးတွေကပဲဖြစ်လိမ့်မယ်
ဧကန်ကတော့ဒီမုတ်စိတ်ဖြူကြီးနှစ်ယောက်ခမားစီကကြားအိုးလေးကိုဖြစ်တဲ့နည်းနဲ့ပြန်ယူဖို့လူမိုက်အုပ်စုတစုဒါမှမဟုတ်လူဆိုးတစ်ခုခုကိုငှားထားကြပြီနဲ့တူတယ်ထိုကဲ့သို့ပြောလိုက်လေကျုပ်ဘယ်လိုလုပ်ရမယ်ဆိုတာကိုအကြံပေးပါအောင်ကိုနေမောင်သူတို့လိုချင်တာကိုမရရင်စားထဲမှာပါတဲ့အတိုင်းကျုပ်အသက်ကိုရန်ရှာကြလိမ့်မယ်ထင်တယ်ဗျကိုမောင်မောင်ကပြောလိုက်ရာဇာပလင်းနေမောင်ကအစ်စ်ပေါ့ဗျသူတို့ပြောတဲ့အတိုင်းရင်နေကြရကိုတော့မပေးရင်တော့ခမားအသက်ကိုတကယ်ပဲအန်ရပြုတ်ကြလိမ့်မယ်ဗျအဲ့ဒီရင်နေကြရအိုးလေးကိုရဖို့ဆိုရင်ခမားရဲ့အသက်တစ်ချောင်းနေမကဘူးအသက်ပေါင်းများစွာကိုတောင်တတ်ဖို့ဝင်လိမ့်မဲ့သူတွေမဟုတ်ဘူးဒါကြောင့်လဲဒီရင်နေကြရအိုးလေးကိုရအောင်ယူဖို့ထိုင်ဝမ်ကနေမြန်မာပြည်ကိုတကူးတကရောက်လာကြတာပေါ့ဗျထိုကဲ့သို့ပြောလိုက်လေထိုအခါစားပလင်းနေမောင်ဤစကားကြောင့်ကိုမောင်မလွန်စွာအားအသေးသွားပြီးလျင်ဒီအတိုင်းဆိုရင်တော့ကျုပ်ထင်ထားတာတဲ့တော့ပိုပြီးအနေများနေပါပေါ့ကလားအဲ့ဒီမုတ်စိတ်ဖြူတရုတ်ဖိုးကြီးနှစ်ယောက်ဟာထိုင်ဝမ်ကလိုက်လာကြတယ်ဆိုတာတကယ်ပဲလားဗျနောက်ပြီးအဲ့ဒီအကြောင်းကိုခမည်းကဘယ်လိုလုပ်ပြီးတော့သိနေတာလဲကိုနေမောင်ထိုကဲ့သို့မေးလေစားပလင်းနေမောင်ဒီရေခဲတောင်စီးကတဲ့တလိပ်ကိုထုတ်ကမီးညှိ၍ဖွာရှိုက်လိုက်ပြီးနောက်ကျုပ်ကအားလုံးကိုစုံစမ်းထားပြီးပါပြီလေလံပွဲမှာတော့ကတည်းကအဲ့ဒီမုတ်စိတ်ဖြူတရုတ်ဖိုးကြီးနှစ်ယောက်ကိုတဲပြီးမတင်ကားလောက်ဘူးဗျနောက်တစ်နေ့မှခမည်းကရောက်လာပြီးညကအခန်းထဲကိုတဖိုးပေါက်ဝင်ပြီးရင်သွေးကြောက်လေးကိုရှာတယ်လို့ပြောတယ်မဟုတ်လားအဲ့ဒီမှာတင်ကိုမောင်မောင်တယောက်တော့ဒုက္ခတော့တွေ့တော့မယ်လို့ကျုပ်ကတွေးလိုက်မိတယ်ဗျပြီးတော့ရင်သွေးကြောက်လေးမှာမုတ်စိတ်ဖြူနဲ့ဓာသမားနှစ်ယောက်ရဲ့ပုံလဲပါသေးတယ်လို့ခမည်းပြောလိုက်တော့ကျုပ်ဖို့တော်တော်လေးစိတ်ဝင်စားသွားတယ်လေလံပွဲမှာတွေ့ရတဲ့မုတ်စိတ်ဖြူတရုတ်ဖိုးကြီးနှစ်ယောက်နဲ့ဟာတနည်းမဟုတ်တနည်းဆက်ဆက်မှုရှိနေလိမ့်မယ်လို့ကျုပ်စိတ်ထဲမှာထင်နေတယ်။ဒါကြောင့်သူတို့နှစ်ယောက်နောက်ကိုခြေရာကောက်ပြီးလိုက်စုံစမ်းခဲ့တာပေါ့ဗျာ။ထိုကဲ့သို့ပြောလိုက်လေ။ထိုအခါကိုမောင်မောင်ကဟန်ကြလိုက်တာကိုနေမောင်။ကျုပ်ကတော့ခမည်းကိုနေနိုင်လိုက်လေချင်းလို့အပြစ်တင်အောင်စိုးနေမိသေးတယ်။ခမည်းကမုတ်စိတ်ဖြူကြီးနှစ်ယောက်အကြောင်းကိုတော့စုံစမ်းထားပြီးမှကိုအားကိုပါတယ်ဗျာ။ကျုံမှာအနေရတွေအခုလိုဝိုင်းနေတော့ခမည်းလိုလူပဲကူညီနိုင်မှာပါ။ထိုကဲ့သို့ပြောလေတခုတော့ရှိတယ်ကိုမောင်မောင်အနာသိမှဆေးရှိတယ်ဆိုတဲ့စကားကိုကြားဘူးမှာပေါ့ဗျာလူနာဆရာဝန်ကိုသူ့မှာခံစားနေတဲ့ဝေဒနာကိုတိတိကျကျဖွင့်ပြောရတယ်ဒါမှဆရာဝန်ကယောဂရဲ့အမှုအရင်ကိုခွဲခြားလိုက်ရမှာပေါ့အမှုတွေတွေကလည်းသူ့ရဲ့ရှင်းနေကိုအမှုအကြောင်းကိုမထိန်မချန်ဖွင့်ပြောရတယ်ဒါမှရှင်းနေရအမှုရဲ့အတိတ်နဲ့ကိုတွက်ဆလို့ရမှာပေါ့ဗျာခုတော့ခမည်းကဒီလိုမဟုတ်ဘူးကိုမောင်မောင်ရင်တွေကြားဦးလေးနဲ့ပတ်သက်ဆက်နွယ်နေတဲ့အကြောင်းအရာတစ်ခုကိုသိပါလျက်နဲ့ကျုပ်ကိုဘာဖြစ်လို့ဖွင့်မပြောထားတာလဲဗျာထိုကဲ့သို့စားပလင်းနေမောင်ကပြောလိုက်လေထိုအခါကိုမောင်မောင်ကကျုပ်ကိုခွင့်လို့ပါဗျာရင်တွေကြားဦးလေးဟာရှေးအောင်ပစ္စည်းတစ်ခုအနေနဲ့တင်တန်ဖိုးရှိုံနဲ့မကသေးဘူးယရနာတိုက်လမ်းညုံမြေပုံတစ်ခုလည်းဖြစ်တယ်ဆိုတာကိုအစကတည်းကခမည်းကိုဖွင့်မပြောမိခဲ့တာတော့ကျုပ်ကိုလောဘကြီးတဲ့လူတစ်ယောက်လို့ခမည်းအနေနဲ့ထင်သွားမှဆိုးလို့ပါဗျာဒါပေမဲ့ကိုနင်းမောင်လိုလူမျိုးကိုဘယ်ကိစ္စမှထိန်ချန်ကွယ်ဝဲထားလို့မရမှန်းကြုတ်သိပါတယ်ပညာရှိတွေးကြည့်ပြေးကြည့်တာထက်မှန်တယ်ဆိုတဲ့စကားလိုပဲခမည်းတွေ့လိုက်ရင်မှားတယ်ဆိုတာတစ်ခါမှမရှိသေးဘူးဗျာထိုကဲ့သို့ပြောလေဒါကဒီလိုရှိတယ်ဗျအကြောင်းအရာတစ်ခုကိုသုံးသပ်ရင်မပူမလို့မတူးမလျှော့စဉ်းစားချင့်ကြရတယ်ဒါမှအပြေမှန်နဲ့နီးစပ်နိုင်တယ်ခုရင်တွေကြားဦးလေးကိစ္စမှာလဲဒီလိုပဲစဉ်းစားပြီးအဖြေထုတ်ကြည့်ရတာပေါ့ဗျာဒါကထားပါဦးခမည်းရဲ့ရင်တွေကြားဦးလေးရာဇဝင်ကိုတစ်စိမ့်လောက်ရှင်းပြစမ်းပါအောင်ဗျာထိုကဲ့သို့စားပလင်းနေမောင်ကပြောလိုက်လေပြောပြပါမယ်ဗျာပြောပြပါမယ်ဒီအချိန်ရောက်မှတော့ခမည်းကိုမပြောပြလို့လည်းမဖြစ်တော့ပါဘူးကျုပ်မှာဦးလေးတယောက်ရှိတယ်ဗျာကျုပ်ငယ်ငယ်ကလေးကသူနဲ့ကွဲသွားတာခုချိန်ထိပြန်မတွေ့ရတော့ပါဘူးဗျာသူကပထမကမ္ဘာစစ်တုန်းကအင်္ဂလိပ်စစ်တပ်ထဲဝင်ပြီးမက်ဆိုပိုတေးမီးယားစစ်မြေပြင်ကိုရောက်သွားတယ်။အဲ့ဒီမှာခြေထောက်ကိုဒဏ်ရာရပြီးတော့ဆေးပင်စင်နဲ့စစ်တပ်ကထွက်လိုက်ရတယ်။ဒါပေမဲ့မြန်မာပြည်ကိုပြန်မလာပဲလန်ဒန်မြို့မှာကျူရီယိုဆိုင်လေးတစ်ဆိုင်ဖွင့်ပြီးတော့အခြေချနေခဲ့တယ်။အဲ့ဒီနောက်ပိုင်းတော့ကျုံနဲ့သူဟာလူချင်းမတွေ့ရပေမဲ့စာနဲ့တော့အဆက်တွေရခဲ့တယ်။သူလူချင်းတဲ့ရှေးဟောင်းပစ္စည်းလေးတွေကိုရှာပြီးတော့သူ့စီကိုပို့ပေးရတယ်။အဲ့ဒီမှာတင်ကျုပ်လည်းရှေးဟောင်းပစ္စည်းစုဆောင်းတဲ့ဝါသနာဆွဲတော်တာပါပဲဗျာ။ဒါနဲ့တနေ့တော့ဦးလေးစီကကျုပ်စီကိုစားတစ်စောင်ရောက်လာခဲ့တယ်။တရုတ်ပြည်ဟန်မြင့်ဆက်လက်ထက်မှာအိမ်ရှိဆန်အမွှာညီနောင်မင်းနှစ်ပါးရှိတယ်ဆိုပဲဗျ။အဲ့ဒီအမွှာညီနောင်မင်းနှစ်ပါးဟာ
သူတို့နောင်တော်ကြီးရဲ့အရာကိုတိမ့်ပိုက်ဖို့ကြံစည်နေသလိုတစ်ဖက်တစ်လမ်းကလည်းနန်းတွင်းကရတနာပစ္စည်းတွေကိုမတရားနည်းနဲ့ခိုးယူပြီးတောင်တန်းတစ်ခုပေါ်ကဂူတကူမှာဝတ်ထားခဲ့တယ်သူတို့အကြံကအကယ်၍များသူတို့အကြောင်းကိုနောင်တော်ကြီးကရိပ်မိသွားရင်အဲ့ဒီရတနာတွေကိုထုတ်ယူပြီးတော့လွတ်ရာကျွရာကိုထွက်ပြေးကြဖို့စီမံထားတာကိုဗျဒါပေမဲ့သူတို့အကြံမအောင်မြင်ခင်မှာပဲသူတို့ရဲ့နောင်တော်ကြီးကရိပ်မိသွားလို့ကုမြတ်တာကိုခံလိုက်ရရှာတယ်ဒါကြောင့်အမွာညီတောင်မင်းနှစ်ပါးဟာသူတို့ရဲ့ရတနာတွေကိုထုတ်မယူသွားနိုင်လို့ဒီနေ့အထိဝတ်ထားတဲ့ဂူကြီးထဲမှာရှိနေသေးတယ်ဗျအဲ့ဒီတုန်းကသူတို့ညီအကိုနှစ်ယောက်ဟာရတနာမြေပုံလမ်းညွန်တစ်ခုပြုတ်လုပ်ထားပြီးတော့ရင်နွေးကြအိုးထဲမှာထည့်ထားခဲ့တယ်ဆိုတဲ့သတင်းကိုတော့အစဉ်အဆက်ကြားလိုက်ခဲ့ကြတယ်အဲ့ဒီရင်နွေးကြအိုးလေးနောက်ကိုခေတ်ဆက်ဆက်ချီယာခံပြီးလိုက်နေကြတယ်ဆိုတဲ့အကြောင်းကိုလည်းကျုပ်ဦးလေးကသတင်းရပြီးတော့သူကိုယ်တိုင်လိုက်ရှာခဲ့တယ်နောက်ပြီးကျုပ်စီကိုလည်းအဲ့ဒီရင်နွေးကြအိုးလေးကိုတွေ့ရင်ဖြစ်တဲ့နည်းနဲ့ရအောင်ယူဖို့စာထဲမှာထည့်ရေးခဲ့တာကိုဗျဒါနဲ့ကျုပ်လည်းအဲ့ဒီရင်နွေးကြအိုးကိုအနံ့ခံနေခဲ့တာလွန်ခဲ့တဲ့၄လလောက်ကမှပန်းဆိုးရကဂျူးအဖိုးကြီးစီရောက်နေတဲ့သတင်းကိုရတာကိုဒါကြောင့်သူလေလံပြစ်မဲ့သတင်းကိုစိတ်ရှိရှိနဲ့စောင့်နေရတာပေါ့ဗျဒီဂျူးကြီးကတော့အဲ့ဒီအကြောင်းကိုမသိပါဘူးဗျထိုကဲ့သို့ကိုမမောင်ကရှေလျားစွာရှင်းပြလေတော့၏ကိုမမောင်ကစကားဆုံးသောအခါ၌စားပလင်းနှင်းမောင်ကကဲကိုမမောင်သူတို့စားထဲမှာပါတဲ့အတိုင်းစနေနေ့မနက်9:00 နာရီမှာဖျားဖို့ကိုသွားပါဒါပေမဲ့စကုဘူးထဲမှာတော့ခမည်းရဲ့ရင်နွေးကြအိုးလေးကိုမထည့်နဲ့သူနဲ့အလေးချိန်ချင်းတူတဲ့ပစ္စည်းတစ်ခုကိုထည့်သွားပေါ့ဗျာသူတို့လာယူပြီးတာနဲ့ခမည်းလဲတောင်ဘက်မုတ်ကဆင်းခဲ့ပြီးတော့ကျုပ်ကခမည်းကိုတန့်တော်မူစီဒီနားကကာလက်ဖက်ဤဆိုင်ထဲကစောင့်နေမယ်ဂျန်နာကိုတော့ကျုပ်ဆက်လို့သွားမယ်ထိုကဲ့သို့စားပလင်းနှင်းမောင်ကပြောလေကိုမမောင်ဒီစားပလင်းနှင်းမောင်မာသည့်အတိုင်းတသွေမတိန်လောက်ပါမည်ဖြစ်ကြောင်းပြောဆိုပြီးလျင်အိမ်ပေါ်မှဆင်း၍သွားလေတော့၏စနေနေ့သို့ရောက်သောအခါ၌ကိုမမောင်သည်စကုဘူးအလွတ်လေးတစ်ခုတွင်း၌တရုတ်တန်းမှဝယ်ယူလာခဲ့သောတမူးရန်ကြရာအိုးလေးတစ်ခုကိုထည့်ပြီးလျင်ရွှေတကုံဖျားကုန်းတော်ဘို့သို့တက်၍လာလေတော့၏9 နာရီကျော်သည့်တိုင်အောင်မိသူမျှ၎င်းထံသို့ရောက်မလာသောကြောင့်ကိုမောင်မောင်မှစိုးရိမ်စိတ်ဝင်လာလေတော့၏ဤသို့နှင့်ပင်ဟိုဒီဒီကြည့်၍စိတ်တထင်းထင်းနှင့်စောင့်ဆိုင်နေစဉ်၎င်းရက်နေသောနေရာအနည်းရှိဇေယျတစ်ခုအတွင်းမှအတန်ဝါကြီးဖြင့်အော်၍ဖျားရှိခိုးနေသောရသေးတစ်ပါးသည်ဖျားရှိခိုးနေရာမှရက်ပြီးလျင်ဇေယျပေါ်မှဆင်း၍လာလေထို့နောက်ကိုမောင်မောင်ရက်နေသောနေရာသို့တန်းတန်းမတ်ရောက်လာပြီးလျင်အနီးသို့ရောက်လာသောအခါ၌ကဲပေးစရာရှိတာကိုပေးပြီးတော့အေးအေးဆေးဆေးပြန်ပြီးတော့ကူလီကူမလုံးမယ်မကြက်နဲ့တခါတည်းဒုက္ခတွေ့သွားမယ်ထိုကဲ့သို့ပြောဆိုကာကိုမောင်မောင်ကလက်ထဲမှကင်ထားသောစက်ကူဘူးကိုဆွဲထုတ်လိုက်လေထိုအခါကိုမောင်မောင်လည်း၎င်း၏အနီးမှတုတ်ချေတင်ကထွက်၍လာပြီးလျင်ဘုရားပေါ်မှဆင်း၍လာခဲ့လေထို့နောက်စားပလင်းနှင်းမောင်မာသည့်အတိုင်းတန့်တော်မူစေဒီနှင့်မလန်းမကန့်တွင်ရှိသောကာလက်ဖက်ရည်ဆိုင်သို့ရှောက်၍လာခဲ့လေ၎င်းကာလက်ဖက်ရည်ဆိုင်သို့ရောက်သောအခါ၌ကိုမောင်မောင်သည်စားပလင်းနှင်းမောင်ကိုအခန်းသိမတွေ့လိုက်ရသောကြောင့်လွန်စွာစိတ်ပြတ်သွားလေတော့၏ဆိုင်အတွင်း၌လက်ဖက်ရည်တောက်သူများနှင့်ပြည့်၍နေတော်လဲစားပလင်းနှင်းမောင်ကအရေးအယောင်များမတွေ့ရပေထိုအခါကိုမောင်မောင်သည်စိတ်ပြက်လက်ပြက်နှင့်ထိုင်ကုန်လွတ်တစ်ခုအတွင်း၌ဝင်၍ထိုင်လိုက်ပြီးလျင်ကာကလားအားလက်ဖက်ရည်လမ်းမှလိုက်လေထိုအချိန်၎င်း၏အနီး၌တရုတ်သတင်းစာကိုဖတ်နေသောတရုတ်အဖိုးကြီးတဦးသည်ကိုမောင်မောင်အားဘဲနဲ့လဲကိုမောင်မောင်သူတို့ပြောတဲ့အတိုင်းလာယူသွားပြီမဟုတ်လားထိုကဲ့သို့မြမတန်ပီပီကြီးဖြင့်ပြောလိုက်လေရာကိုမောင်မောင်မှလွန်စွာမှအံ့အားသင့်သွားပြီးလျင်ဟာကိုနေမောင်ခမည်းရုပ်ပြက်ထားတာကိုဗျခမည်းရဲ့စကားသံကိုသာမကြားလိုက်ရရင်ဘယ်နည်းနဲ့မှကြုံမမိမှာမဟုတ်ဘူးတကယ်ကိုတရုတ်အဖိုးကြီးတယောက်ကြနေတာပဲဗျအံ့ပါရဲ့ထိုကဲ့သို့ပြောလေဟဲ့လူအံ့မနေနဲ့ရောဆိုင်ထဲကလူတွေရိပ်မိသွားလိမ့်မယ်စကားပြောရင်တူတူပြောစမ်းပါဗျထိုကဲ့သို့စားပလင်းနှင်းမောင်ကပြောလိုက်လေထိုအခါကြမှာပင်ကိုမောင်မောင်ကလည်းဘုရားဘော်တွင်၎င်းကြုံခဲ့ရပုံကိုစားပလင်းနှင်းမောင်ကပြန်ပြီးပြောလေခမည်းနဲ့တွေ့ခဲ့ရတဲ့ယသိကယသိအစိမ့်မဟုတ်ဘူးဗျရန်ကုန်နောက်ပိုင်းကဓာတ်အောင်တင်းဆိုတဲ့ကောင်ဗျဒီကောင်ကမဟုတ်တာတခုခုလောက်တော့မယ်ဆိုရင်ယသိအောင်ဆောင်ပြီးတော့လောက်တယ်လို့သူ့ကိုယသိအောင်တောင်းလို့လည်းခေါ်ကြတယ်ဧကန္နမုတ်စိတ်ပြူကြီးနှစ်ယောက်ဟာယသိအောင်တောင်းကိုငါထားပြီးကြပြီနဲ့တူတယ်ဗျထိုကဲ့သို့စားပလင်းနှင်းမောင်ကပြောလိုက်ရကိုမောင်မောင်ကယသိအောင်တောင်းမဲ့ဖြစ်ဖြစ်ဓာတ်အောင်တောင်းမဲ့ဖြစ်ဖြစ်ဗျာအရေးမကြီးပါဘူး
စက်ကူထဲမှာသူတို့လိုချင်တဲ့ရင်နွေးကြအိုးတွေကိုမတွေ့ရရင်တော့ကျုပ်ကိုချမ်းသာပြီးမှမဟုတ်ဘူးကိုနေမောင်ထိုကဲ့သို့စိတ်ပြက်အားငယ်စွာဖြင့်ညီးတွားလေတိတ်လဲကြောက်နေစမ်းပါနဲ့ဗျာစင်ချရာတိတ်မှတော့စင်နောက်လိုက်ဖို့မခဲရင်တော့ပါဘူးကျုပ်လွတ်ထားတဲ့လူပြန်ရောက်လာရင်သူတို့ဘယ်မှာရှိနေတယ်ဆိုတာကိုသိရပါပြီဗျာခမည်းစီကစက်ကူဘူးကိုလာယူမဲ့သူနောက်ကိုလိုက်ဖို့တနေ့ကုန်တွေတောက်မှကျုပ်ရဲ့လူတယောက်ကိုစောင့်ခိုင်းထားတယ်ဗျာထိုကဲ့သို့စားပလင်းနေမောင်ကပြောလေထိုအချိန်၌10နှစ်17နှစ်အရွယ်ခန့်မြသာရှိသေးသောကလေးတဦးသည်ဆိုင်တွင်သို့ဝင်၍လာလေထို့နောက်စားပလင်းနေမောင်အနီးသို့ရောက်၍လာပြီးလျင်လက်ချောင်းကလေးများကိုပုံတရံအမျိုးမျိုးလုပ်ပြကပြန်၍ထွက်သွားလေထိုအခါကိုမောင်မောင်ကကလချွတ်သားကလေးကခမည်းကိုလက်ချောင်းတွေကွေးလိုက်ကောက်လိုက်နဲ့ဘာတွေလုပ်ပြသွားတာလဲဗျခမည်းကလည်းကောင်းတချင်းချင်းနဲ့ဘလို့အသေးပဲများလဲဗျရှင်းပြစမ်းပါဦးထိုကဲ့သို့ပြောလိုက်လေကျုပ်ကသူတို့စောင့်နေတာပဲယသိအောင်သိနောက်ကိုနောက်ရောက်ခံပြီးလိုက်ကြည့်ဖို့ဒီကလားလေးကိုခိုင်းထားတာပေါ့ဒီကောင်လေးကိုကျုပ်ကောင်းကောင်းလေ့ကျင့်ပေးထားတယ်စောစောကလက်ချောင်းတွေကိုကွေးလိုက်ဆန်းလိုက်နဲ့အချက်ပြပြီးတော့စကားပြောတဲ့နီးကပရမကဘာစစ်တုံးကစစ်တရှူတွေအသုံးပြုတဲ့နီးပေါ့ဗျယသိအောင်တော့ခမည်းစီကစက်ကူဘူးကိုယူပြီးတော့မြို့ထဲဘက်ကိုသွားတယ်တဲ့နောက်ပြီး Green Hotel ဒုတိယအထက်အခန်းနံပါတ်73ကိုတကားခောက်တယ်ပြီးတော့ပြန်မထွက်လာဘူးလို့ပြောသွားတာပါထိုကဲ့သို့စားပလင်းနေမောင်ကပြောလိုက်လေရကိုမောင်မောင်ကအဆမ်းမဲ့ဗျာလက်ချောင်းကလေးတွေနဲ့စကားအများကြီးပြောလို့ရတာကိုဗျာထိုကဲ့သို့ပြန်၍ပြောလေကဲကိုမောင်မောင်ချိန်မရှိတော့ဘူးကျုပ်လိုက်သွားမယ်ခမည်းကလမ်းမတော်ဂိတ်ထဲကိုသွားပြီးတော့ဌာနအုပ်ကိုလှပြီးနေတွေ့ပါပြီးတော့ရသိအောင်တောင်းကိုဖမ်းကြည့်ရင် Green Hotel ကိုလိုက်ခဲ့ပါလို့စားပလင်းနေမောင်ကပြောခိုင်းလိုက်တယ်လို့သတင်းဝင်ပေးလိုက်ပါသူချက်ချင်းထားလိုက်လာမယ်သူ့အပိုင်မှာယသိအောင်တောင်းကလူတက်မှုကျူးလွန်ခဲ့ပြီးတော့ရှောင်နေတာခုထိမမိသေးဘူးကိုလာဖေတယောက်ယာရုတက်တော့မဲ့ဆဲဆဲယသိအောင်တောင်းကိုဖမ်းမပေးနိုင်လို့အခက်တွေ့နေတာပေါ့ဗျာကဲကြုတ်သွားမယ်ထိုကဲ့သို့ဆိုကတရုတ်ဖိုးကြီးရောင်ဆောင်ထားသောစားပလင်းနေမောင်သည်ကာလက်ဖက်ရည်ဆိုင်အတွင်းမှထွက်သွားလေတော့၏ကိုမောင်မောင်လည်းစားပလင်းနေမောင်မှာထားသည့်အတိုင်းလမ်းမတော်ကထဲသို့သွားရောက်ခဲ့ရာအခန့်အသင့်ပင်ဌာနအုပ်ကိုလာပေရာတွေ့ရ၏ထို့နောက်၎င်း၏တပည့်ပလိတ်ကလေးနှစ်ဦးကိုခေါ်ကာကိုမောင်မောင်နှင့်အတူ Green Hotel သို့ထွက်လာခဲ့ကြလေ၏Green Hotel သို့ရောက်သောအခါ၌ဟိုတယ်စီးကလေးသည်အခန်းဝမှစီးကြိုကဌာနအုပ်ကိုလာပေအားဆရာတို့ဗာများအကြောင်းတူရှိလို့လေအခန်းနံပါတ်73ကပဲမှလဲဟိုတယ်စီးလဲထိတ်ပြဖြစ်၍သွားပြီးလျင်အပေါ်ဓာတ်မှာပါဆရာအဲ့ဒီမှာတရုတ်အဖိုးကြီး2ယောက်တဲဖို့နေပါတယ်ဒီကနေ့ဖို့အခန်းနံပါတ်73ကိုဧည့်သည်တွေခဏလာကြတယ်ထိုကဲ့သို့ပြန်ပြီးပြောလေတော့၏ဌာနအုပ်ဒီကိုလာဖေလဲဟိုတယ်စီးကလေး၏စကားကိုစုံအောင်ပင်နားမထောင်တော့ပဲဟိုတယ်အပေါ်ဓာတ်သို့အပြေးလွှားတက်၍သွားလေတော့၏၎င်း၏နောက်မှပလိတ်ကလေး2ဦးနှင့်အတူကိုမောင်မောင်လဲလိုက်ပါ၍သွားရလေအခန်းနံပါတ်73ရှိသို့ရောက်သောအခါဌာနအုပ်ကိုလာပေသည်၎င်း၏ခါးကြမှ6လုံးပြူတနက်ကိုဆွဲ၍ထုတ်ကာအခန်းတကားခြေထောက်ဖြင့်အာကုံဆောင်ကန်၍ဖွင့်ပြီးလျင်တယောက်မှမလောက်ကြနဲ့ပြစ်ထစ်လိုက်မယ်ထိုကဲ့သို့အော်ဟစ်ကျိမ်းမောင်းလိုက်လေတို့ရာတွင်အခန်းတောင်ရှိကလတ်ထိုင်တစ်လုံးပေါ်၌ခြေထောက်ကိုချိတ်၍ထိုင်နေသောတရုတ်ဖိုးကြီးတဦးသည်ရေခဲတောင်စီးကရက်တလိကိုတောက်ကအခန်းတွင်သို့ဘလူးဆိုင်နှင့်ဝင်လာသောဌာနအုပ်ကိုလာဖေအားပြုံကြီးကြည့်၍နေလေတော့၏တိတ်လဲဒေါသမကြီးပါနဲ့ကိုလာဖေခမည်းကိုကောင်းကောင်းဒုက္ခပေးနေတဲ့ယသိအောင်သောင်းကတော့တော်တော်နဲ့ပြန်မထလာနိုင်သေးပါဘူးခမည်းပဲသူလဲဒီမှာဘာတွေဖြစ်နေတာလဲကြောက်ပါဗျာကိုလာဖေစားပလင်းနေမှာပါဟောဒီမှာလဲနေတဲ့မုတ်စိတ်ဖြူကြီး2ယောက်ကတော့ထိုင်ပင်ကရောက်လာကြတဲ့အထူးဧည့်သည်တော်တွေပဲကျုပ်စောကဒီအခန်းထဲကိုရောက်လာတော့သူတို့3ယောက်စလုံးကောင်းကောင်းမွန်မွန်အိမ်မခံတာနဲ့ကျုပ်လဲနည်းနည်းဒေါသထွက်သွားတယ်ဗျာသူတို့ကိုခမည်းမဲတာဝန်ယူပြီးခေါ်သွားပါဟောဒီမုတ်စိတ်ဖြူကြီး2ယောက်ကိုတော့တတိထားတော့အဖိုးကြီးတွေဆိုပြီးထင်မသေးလိုက်နဲ့လွန်ရောကျွံရောရှိလာမှအသက်30ကျော်လောက်တွေပဲရှိအောင်မယ်အဖိုးကြီးတွေရောင်ဆောင်ထားတာဗျာတိတ်ကြောက်စရာကောင်းတယ်ဟိုတယ်အခန်းတောင်ကဓာတ်နဲ့လက်ကိုပဲကြည့်ပြီးတော့ဓာတ်ရည်တော့အင်မတန်ကောင်းတယ်ဗျတော်ယုံလူဆိုရင်တော့စိတ်အမောင်မှာဖြစ်သွားနိုင်တယ်ကဲကျုပ်လည်းပြန်လိုက်အောင်မယ်ဗျညနေဆောင်းမှခမည်းတော်ဌာနကိုလာပြီးတော့အမှုအခြေအနေကိုလာပြောပြမယ်ဗျထိုကဲ့သို့ပြောဆိုကအခန်းတွင်းမှထွက်၍သွားလေတော့၏ကိုမောင်မောင်လည်းစားပလင်းနေမောင်နဲ့အတူလိုက်ပါလာခဲ့လေလမ်းသို့ရောက်သောအခါ၌ကိုမောင်မောင်ကဟိုမုတ်စိတ်ဖြူကြီး2ယောက်ကခမည်းကိုဓာတ်နဲ့ခုတ်သေးသလားကိုနေမောင်ထိုကဲ့သို့မေးလိုက်လေခမည်းကဘလို့ထင်လို့လဲကိုမောင်မောင်ဒီကောင်တွေကကျုပ်ကိုအေးအေးဆေးဆေးများလက်ခံစကားပြောမယ်လို့ထင်နေသလား
ဒီကောင်တွေကစက်ကူဘူးလေးတွေကကြားဦးလေးကိုမြင်တော့တော်တော်လေးဒေါသထွက်နေကြတာဗျအဲ့ဒီအချိန်မှာကျုပ်ဝင်သွားတော့ဘာပြောကောင်းမလဲဗျရမ်းပုံမိကြဖြစ်သွားတာပေါ့ထိုကဲ့သို့စားပလင်းနေမောင်ကပြောလိုက်လေအေးဗျကျုပ်အတွက်နဲ့ခမည်းလဲတော်တော်လေးစွန့်စားရတာပဲကိုဗျဒါနဲ့ခမည်းကိုကျုပ်ပြောစရာတခုရှိသေးတယ်ကျုပ်ရဲ့ရင်နွေးကြားဦးလေးကိုခမည်းကိုလက်ဆောင်ပေးပြရစီဗျထိုကဲ့သို့ကိုမောင်မောင်ကပြောလိုက်လေရစားပလင်းနေမောင်ကမဟုတ်တာပဲဗျခမည်းပဲဈေးကြီးပေးပြီးမမမောဝယ်ထားခဲ့တာမဟုတ်လားကျုပ်ကိုဘယ်နဲ့ကြောင့်လက်ဆောင်ပေးနေရတာလဲထိုကဲ့သို့ပြန်ပြီးမေးလိုက်လေရေနွေးကြားဦးလေးကတော့ရှေးအောင်ပစ္စည်းအနေနဲ့ရောလက်ရာအနေနဲ့ရောတန်ဖိုးရှိလာတယ်ဗျဒါပေမဲ့အထဲမှာယရနာတိုက်မြေပုံထည့်ထားတယ်ဆိုတာကိုတော့ကျုပ်မယုံတော့ဘူးကျုပ်တည်တည်ချာချာပြန်စဉ်းစားကြည့်တော့ကျုပ်ဦးလေးစာထဲမှာပါတဲ့အကြောင်းအရာတွေဟာခိုင်ခိုင်လုံလုံမရှိလာပါဘူးဗျဥစ္စာယူတာယူတွေရဲ့ဒနာယီပုံမြင်ကိုကျုပ်တို့လိုလောဘသားတွေကအဟုတ်မှတ်နေတာပဲလို့တွေးမိပြီးတော့နောင်တရမိတယ်ဗျဒါကြောင့်အမတ်တရအနေနဲ့ခမည်းကိုလက်ဆောင်အဖြစ်ရရရောပေးချင်နေတာပေါ့ဗျခမည်းကလက်ဆောင်ပေးရင်လေကျုပ်ကတော့ခမည်းလိုအမျက်တနိုးတိုင်းထားမှာတော့မဟုတ်ဘူးနော်ဦးသိမ်းမောင်ဆိုတဲ့ကျုပ်မိတ်ဆွေကြီးတယောက်ရှိတယ်သူကတော့ဥပုံညာအသုံးပြုခဲ့တဲ့လက်ဖက်ရည်တစ်ခွက်နဲ့ဧည့်သည်လာရင်လက်ဖက်ချကျွေးပြီးကြွားတတ်တယ်လေဗျကျုပ်ကလည်းဟန်မင်းဆက်ရင်နွေးကြားဦးလေးနဲ့ဧည့်သည်ကိုရင်နွေးချမ်းတည်ပြီးကြွားရတာပေါ့ထိုကဲ့သို့စားပလင်းနေမောင်ကပြောဆိုလိုက်လေတည်း